ဒီညပွဲရလက်ကခမည်းကိုနာကျင်စီလားဟုတ်ပါတယ်ကျွန်တော်တို့ရန်ကောင်းခဲ့ကြပါတယ်ဒါပေမဲ့သူတို့ကြောင့်ကျွန်တော်တို့ဒီပြိုင်ပွဲကနေနောက်တစ်ချိန်လှည့်ပြန်ခဲ့ရပြန်ပါပြီဒါအရန်ကိုခက်ခဲပြီးနာကျင်စေပါတယ်ရီရဲမထွက်လားသူတို့ကအရန်ကိုတန်မာကြတယ်ဥပမာသူတို့ကနှစ်ကိုမရှိနဲ့ရှုံးနေနေတဲ့အချိန်မှာတော့ငါသူတို့မျက်နှာတွေကိုကြည့်လိုက်တယ်သူတို့တွေလုံးဝစိုးရိမ်စိတ်မရှိကြအောင်ငါဘေးနားကတင်းပေါ်ကိုငါပြောလိုက်သေးတယ်မင်းသူတို့မျက်နှာတွေကိုတွေ့လားနှစ်ကိုမရှိနဲ့ရှုံးနေချိန်မှာတော့စိုးရိမ်စိတ်ရှိနေတာကိုမတွေ့ရအောင်ပွဲပြီးရင်သူတို့ပဲနိုင်မယ်ဆိုတဲ့မျက်နှာမျိုးတွေ2022ခုနှစ်ချန်ပီယံလိဆီမီဖိုင်နယ်မှာရီယယ်မက်ဒရစ်နဲ့မန်စီးတီးအသင်းတို့တွေ့ဆုံခဲ့ကြပါတယ်ပထမကြော့ကိုမန်စီးတီးအသင်းရဲ့ကွင်းမှာကစားခဲ့ပြီးတော့မန်စီးတီးအသင်းက4-3 နဲ့အနိုင်ရရှိခဲ့ပါတယ်ချန်ပီယံလိကနှစ်ကြော့ပေါင်းရလဒ်နဲ့မှနောက်တစ်ဆင့်ကိုတက်မှာဖြစ်တာကြောင့်ဘာနေဗျူးမှာကံမဲ့ဒုတိယကြော့ပွဲစဉ်ဟာပေးသက်တွေစောက်ကြည့်ခြင်းစရာလူကြိုက်များတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်အဲ့ဒီနေ့ရီယယ်မက်ဒရစ်ရဲ့ကစားသမားစုဖွဲ့မှုဟာပိုဆွဲဖို့ရေပန်းစားဆုံးအသင်းတွေထဲမှာမပါဝင်ခဲ့ပါဘူးကွာဒီလိုရဲ့မန်စီးတီးအသင်းကတော့ပိုဆွဲဖို့ရေပန်းစားဆုံးအသင်းဖြစ်ပြီးတော့ကစားသမားစုဖွဲ့မှုကလည်းအရန်ကိုတောက်တင်ပါတယ်ဒါပေမဲ့ဒါကဘာနေဖြူဖြစ်ပါတယ်ကွာဒီယိုလာအတွက်အခက်အခဲဆုံးပုံစံတစ်ပုဒ်ဖြစ်ပြီးတော့ရီယယ်မက်ဒရစ်ကိုကြော်ပြီးတော့ဖိုင်နယ်ကိုတက်ရောက်ဖို့ဆိုတာအဲ့လောက်ကြီးလွယ်ကူနေမှာတော့မဟုတ်ပါဘူးအဲ့ဒီချိန်ရီယယ်မက်ဒရစ်ကချန်ပီယံလိရဲ့73ချိန်ချန်ပီယံဖြစ်ပြီးတော့ကွာဒီယိုလာရဲ့စီးတီးအသင်းကတော့တစ်ချိန်မှမရထားဘူးသေးပါဘူးပထမကြော့မန်စီးတီးကွင်းမှာကန်တဲ့ပွဲစဉ်ဟာလည်းအရန်ကိုကြည်ကောင်းခဲ့ကြပါတယ်မော်ဒန်နီးစနစ်တွေနဲ့တိဆောက်ထားတဲ့ကွာဒီယိုလာရဲ့အသင်းနဲ့အန်ဒီဘက်ဂျူရဲ့စကင်းနဲ့လှင်မြန်မှုကိုအသားပေးတဲ့အန်ဆလော်တီရဲ့အသင်းတို့တွေ့ဆုံခဲ့ကြတာပါပွဲစားလို့2 မိနစ်မပြည့်ခင်မှာပဲမာရက်ရဲ့ဖြတ်တင်ပေးတဲ့အလုံးကိုဒီဘရိုင်းနာကောင်းတိုက်ထည့်ပြီးတော့ဥဆောင်ကိုမန်စီးတီးတို့ကရရှိခဲ့ပါတယ်တကယ်ကိုအရေးသွင်းမြင့်တဲ့ကိုဖြစ်ပါတယ်ရီရဲ့နောက်တန်းတွေဘာမှမတက်နိုင်ခဲ့ကြပါဘူးဥဆောင်ကိုရပြီးတော့တိတ်မကြခင်မှာပဲဒီဘရိုင်းနာဖြတ်တင်ပေးတဲ့အလုံးကိုဂျီဆူးကပိတ်သွင်းပြီးမန်စီးတီးတို့ကဒုတိယဥဆောင်ကိုရရှိသွားပြန်ပါတယ်ပွဲဆက်ဆက်ချင်းမှာပဲမန်စီးတီးတို့2 မရှိနဲ့ဥဆောင်ထားနိုင်ပါပြီဒါပေမဲ့တစ်ဖက်ကအာပေတူးအသင်းမဟုတ်ပါဘူး73တင်ချန်ပီယံဖြစ်ထားတဲ့ရီယယ်မက်ဒရစ်အသင်းဖြစ်ပါတယ်ပွဲကစားချိန်32 မိနစ်မှာပဲမဖြစ်နိုင်တဲ့အနေအထားကနေဘန်စီမာကခြေပါကိုသွင်းယူသွားခဲ့ပါတယ်စင်ချန်ကိုအတင်းလူကတ်ထားတဲ့ကြားကကန့်ထက်သွားတာပါကိုသမားဘာမှမတက်နိုင်ပါဘူးပထမပိုင်းမှာ2-1နဲ့ပွဲကပြီးသွားပါတယ်ဒုတိယပိုင်းမှာတော့ဂွာဒီယိုလာကဘီနီကိုထိန်းဖို့အတွက်ဂျွန်စတုန်းကိုထုတ်ပြီးတော့ဖာနန်တင်ညိုကိုညာချမ်းမှာထည့်ကစားစေခဲ့ပါတယ်အစပိုင်းမှာတော့ဒါအလုပ်ဖြစ်ခဲ့ပါတယ်ဖာနန်တင်ညိုဖန်တီးပေးမှုကနေပဲဖိုတန်ခေါင်းတိုက်သွင်းယူပြီးတော့မန်စီးတီးတို့နောက်တစ်ခုထည့်ရခဲ့ပြန်ပါတယ်မန်စီးတီးတို့ကြာမပြောလိုက်ရပါဘူးဂွာဒီယိုလာထည့်လိုက်တဲ့ချန်လာဘာဘီဟဲဆိုတဲ့ဖာနန်တင်ညိုကိုဗီနီစီယက်ကအယူလုပ်ပြီးတော့ပွဲချိန်55 မိနစ်မှာခြေပါကိုသွင်းယူသွားခဲ့ပါတယ်3-2ဖြစ်သွားခဲ့ပါပြီပထမကြော့မှာဂိုးအပြတ်ဖြတ်ချင်နေတဲ့မန်စီးတီးတို့ဂိုးဖြတ်မရဖြစ်နေပါတယ်ဖာနန်တင်ညိုကိုအယူလုပ်ပြီးတော့ကွင်းလေကနေတောက်လျှောက်ဆွဲပြေးသွင်းယူသွားတဲ့ဘီနီရဲ့ဂိုးဟာတကယ်ကိုယူကျင်စရာပါပွဲကစားချိန်83 မိနစ်မှာတော့ကွင်းလေအတိုင်းကပြစ်ဒဏ်ပေါ်ပေးမဲ့ထင်ပြီးတော့ရီရဲ့ကစားသမားတွေအငိုက်မိနေတဲ့အချိန်မှာဘာနာနိုဆေးဘကကန်ထည့်ပြီးဥဆောင်ကိုမန်စီးတီးတို့ထပ်မံရရှိသွားခဲ့ပါတယ်မန်စီးတီးတို့4-2 နဲ့ဥဆောင်နိုင်ပြီးတော့ဒုတိယကြော့အတွက်အခြေအနေကောင်းသွားခဲ့ပါပြီဒါပေမဲ့ဒါကိုပွဲချိန်82 မိနစ်အရောက်မှာမန်စီးတီးနောက်ခံလူလာပေါ့ကဖျက်ဆီးပစ်လိုက်ပါတယ်လာပေါ့ကြောင့်ရီယယ်တို့ပယ်နယ်တီရရှိခဲ့ပြီးတော့ဒီပယ်နယ်တီကိုဘန်စီမာကပင်နှစ်ခါကန်ချက်နဲ့လှလှပပသွင်းယူပြီးတော့ရီယယ်တို့ခြေပါကိုတကိုရရှိခဲ့ပါတယ်ဒီလိုနဲ့ပထမအကြော့ပွဲစဉ်ပြီးဆုံးသွားခဲ့ပါပြီမန်စီးတီးအသင်းကရီယယ်အသင်းကို4-3 နဲ့အနိုင်ရရှိခဲ့ပါတယ်နောက်တစ်ကြော့ကိုရီယယ်မက်ဒရစ်ရဲ့ဘာနေဗျူးမှာကစားရမှာဖြစ်ပါတယ်နှစ်သင်းလုံးဟာပထမကြော့အတိုင်းမချားနာတဲ့လူစင်းနဲ့ပွဲထွက်လာခဲ့ကြပါတယ်ပထမပိုင်းမှာနှစ်သင်းလုံးအခွင့်အရေးတချို့ရရှိခဲ့ပေမဲ့ဂိုးအဖြစ်တော့မပြောင်းလဲနိုင်ခဲ့ကြပါဘူးဒီရလက်ကိုဆက်ပြီးထိန်းထားနိုင်ရင်ဂွာဒီယိုလာရဲ့အသင်းဟာနောက်တစ်ဆင့်ကိုတက်ဖို့အခြေအနေကောင်းသွားပြီပဲဖြစ်ပါတယ်ဒုတိယပိုင်းမှာတော့မန်စီးတီးအသင်းဟာတတိကြီးကြီးနဲ့ပွဲကိုထိန်းကစားခဲ့ပါတယ်ဒါကြောင့်ပဲရီယယ်တို့တိုက်စစ်ဆင်ခွင့်ရခဲ့ပြီးတော့အခွင့်အရေးတချို့လည်းရရှိခဲ့ပါတယ်ဂိုးတော့မရရှိခဲ့ပါဘူးပွဲသားချိန်60 မိနစ်ကျော်လာပြီပဲဖြစ်ပါတယ်အန်ဆလော်တီတခုခုလုပ်ပြဖို့လိုအပ်လာပါပြီတခုခုအပြောင်းလဲမလုပ်ပြနိုင်ရင်အန်ဆလော်တီရဲ့အသင်းဟာဘာနေပြူမှာမန်စီးတီးကိုဒူးထောက်အရှုံးပေးရတော့မှာပဲဖြစ်ပါတယ်ပွဲကစားချိန်68 မိနစ်မှာပဲအန်ဆလော်တီဟာတိုနီခရစ်ရဲ့နေရာမှာ
ရိုဒီဂိုကိုထည့်ပြီးတော့မထင်မှတ်ထားတဲ့လူစားလဲမှုကိုပြုလုပ်ခဲ့ပါတယ်ဒီလိုစွန့်စားမှုကြီးဟာတကယ်ပဲအလုပ်ဖြစ်မဖြစ်ဆိုတာပွဲပြီးတဲ့အချိန်ထိစောင့်ကြည့်ရမှာပါပွဲကစားချိန်82မိနစ်ရောက်မှာတော့မန်စီးတီးတို့အဖိုးတန်ဦးဆောင်မှုတစ်ခုကိုရရှိခဲ့ပါတယ်ဒီဂိုးကိုဘာနာရိုဆေးဘာကဖန်တီးပေးခဲ့ပြီးတော့မာရက်စ်ကသွင်းယူပေးခဲ့ပါတယ်နှစ်ကြော်ပေါင်း3ဂိုး5ဂိုးဆိုတဲ့ရလဒ်နဲ့မန်စီးတီးတို့ကနောက်တစ်ဆင့်ကိုတက်ဖို့တေချာသလောက်ဖြစ်သွားခဲ့ပါပြီဒီလိုအခြေအနေမျိုးမှာကောင်းကင်ကနတ်ဖျားစင်းကူညီရင်တော့မှရီယယ်တို့ကနောက်တစ်ဆင့်တက်ဖို့မဖြစ်နိုင်သလောက်ပါပဲဦးဆောင်ကိုခွင့်ပြုပေးခဲ့ရပြီးတဲ့နောက်မှာရီယယ်အသင်းဟာကစမဲရိုကိုထုတ်အဆန်စီကိုထည့်ပြီးတော့လူကာမိုထရီရဲ့နေရာမှာကာမာဘင်ကာကိုထည့်ကစားစေခဲ့ပါတယ်မန်စီးတီးအသင်းကတော့ခန်းစစ်ကိုကူညီဖို့မာရက်စ်ရဲ့နေရာမှာဖာနန်တင်ညိုနဲ့ဂျီဆဲရဲ့နေရာမှာဂရီလစ်တို့ကိုထည့်ပြီးတော့ကစားစေခဲ့ပါတယ်ပွဲကစားချိန်မိနစ်80ကျော်လွန်လာခဲ့ပါပြီရီယယ်တို့နောက်တစ်ဆင့်တက်ဖို့ဆိုရင်လက်ကျန်16မိနစ်မှာမန်စီးတီးကို3ဂိုးသွင်းယူကြမှာပါဒါကဘလို့မှမဖြစ်နိုင်ပါဘူးဘောလုံးသမိုင်းမှာလည်းမရှိခဲ့ဘူးပေါ့ပွဲကြီးစဉ်ကမန်စီးတီးပေးသက်တွေကဖိုင်နယ်ပွဲအတွက်ကြိုတင်အောင်ပွဲခံနေကြပါပြီရီယယ်မထွေပေးသက်တွေကတော့မဖြစ်နိုင်တော့တဲ့အနေအထားမှာအိမ်ပြန်ဖို့ကွင်းထဲကနေထွက်ခွာနေကြပါပြီဒါပေမဲ့ဒီလိုအခြေအနေတွေကိုပြောင်းပြန်လှန်ပစ်ဖို့အခွင့်အရေးတစ်ခုကရောက်ရှိလာခဲ့ပါတယ်လူစားဝင်ကစားသမားကာမာဘင်ကာရဲ့ဖျက်တင်ပေးပို့မှုကိုပန်စီမာချထားပေးရကနေရိုဒီဂိုကခြေပါကိုသွင်းယူသွားခဲ့ပါတယ်ချိန်သားကိုက်ပြေးဝင်ပြီးတော့သွင်းယူသွားခဲ့တာဖြစ်ပြီးတော့တကယ်ကိုလှပတဲ့ဂိုးလည်းဖြစ်ပါတယ်ရီယယ်ပေးသက်တွေရောကစားသမားတွေရောအားရင်တက်ကြွလာကြပါပြီလက်ကျန်နာကျင်ချင်းဖို့6မိနစ်မှာတကိုးထက်သွင်းနိုင်ရင်နောက်တစ်ဆင့်ဘိုလူပွဲတက်ဖို့မန်စီးတီးနဲ့အချိန်ဖို့တက်ကစားခွင့်ရမှာဖြစ်ပါတယ်ဒါဟာတကယ်ပဲဖြစ်လာခဲ့ပါတယ်ကာဘာဟဲပြတ်တင်ပေးတဲ့အလုံးကိုရိုဒီဂိုကခေါင်းတိုက်သွင်းယူသွားခဲ့ပြီးတော့မယုံကြည်နိုင်စရာကမ်ပတ်နဲ့အတူရီယယ်တို့ပြန်လာနိုင်ခဲ့ပါပြီတကယ်ကိုယူလောက်စရာအခိုက်အတန့်ဖြစ်ပြီးမယုံကြည်နိုင်စရာကောင်းလောက်တဲ့ရီယယ်မဒရစ်ရဲ့ချန်ပီယံလိမော်ဝင်အခိုက်အတန့်တွေပဲဖြစ်ပါတယ်ဒါမျိုးကိုဘယ်အသင်းကမှလုံနိုင်မယ်မထင်ပါဘူးနောက်တစ်ဆင့်ဘိုလူပွဲတက်ဖို့တေချာနေရာကနေဂွာဒီယိုလာရဲ့အသင်းဟာရီယယ်မဒရစ်နဲ့အချိန်ပိုမိနစ်30တက်ကစားခဲ့ရပါတယ်အချိန်ပိုမှာရီယယ်ကိုပယ်နတီပေးခဲ့ရပြီးတော့နှစ်ကြော်ပေါင်း6ဂိုး5ဂိုးနဲ့ရှုံးလိုက်ကမန်စီးတီးတို့အိမ်ပြန်ခဲ့ရပါတယ်ဂွာဒီယိုလာအတွက်တမိုင်းဝင်နာကျင်စရာကောင်းတဲ့ရှုံးပွဲတစ်ပွဲဖြစ်ခဲ့ပြီးတော့ချန်ပီယံလိဖိုင်နယ်လက်မှတ်လက်ထဲရောက်ခါမှပြန်လည်လူယူခံလိုက်ရတဲ့ကြေကွဲစရာအခိုက်အတန့်တစ်ခုဖြစ်ခဲ့ရပါတယ်ရီယယ်မဒရစ်အသင်းဟာလည်းမယုံကြည်နိုင်စရာကောင်းလောက်အောင်ကမ်ပတ်တွေနဲ့သူတို့ရဲ့အသင်းဟာချန်ပီယံလိမှာဘာကြောင့်အောင်မြင်နေလဲဆိုတာကိုထပ်မံပြသခဲ့တဲ့ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်ကြည့်ရှုပေးတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်